ဒါတော့သမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာစင်ပါ Grade 7သင်ကြားသင်ရိုးသင်များကိုမျှဝေသင်ကြားပေးပါမယ်ဆရာရဲ့မျှဝေသင်ကြားမှုလေးကိုနှစ်သက်တဲ့အကျိုးရှိတယ်ဆိုရင်မြတ်တာလက်ဆောင်အနေနဲ့ subscribe and follow လေးလုပ်သွားပေးဦးနော်အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာကဆရာတို့သင်ကြားတစ်ရဲ့အခန်း၈ရောက်နော်အခန်း၈စီးရင်သင်ကြားအကြောင်းဆရာတို့လေ့လာရအောင်အဲ့တော့ဆရာတို့စီးရင်သင်ကြားမှာဆရာတို့ကဒီနေ့လေ့လာရမယ့်သင်ခန်းစာကောင်းစဉ်လေးက 8.1 ကစဝိုင်းကချက်ပုံအကြောင်းလေ့လာရမယ်အဲ့တော့ဖိုင်ချက်လေးအကြောင်းဆရာတို့လေ့လာရအောင်ဟုတ်ပြီနော်ဒါဆိုဆရာတို့တွေစဝိုင်းကချက်ပုံဆိုတာဘယ်လိုပုံလေးလဲအဲ့တော့ဖိုင်ချက်လေးကိုလည်းပဲတွားပြီးတော့ရိုက်ပြီးတော့ရှာကြည့်ပေါ့နော်ဒါဆိုရင်ပုံလေးတွေပေါ်လာလိမ့်မယ်ဘယ်လိုပုံလေးတွေလဲဆိုတာသိသွားလိမ့်မယ်အဲ့တော့စဝိုင်းကချက်ဆိုစဝိုင်းလို့ပြောတဲ့အတွက်ဆရာတို့ရဲ့ကချက်လေးဒီသိကြတယ်သူဒီစဝိုင်းပုံနဲ့ပေါ်ပြရမှာဖြစ်တယ်ဒါကြောင့်ဆရာတို့ကစဝိုင်းလေးတစ်ဝိုင်းဝိုင်းလိုက်တယ်အဲ့ဒီစဝိုင်းလေးထဲမှာစဝိုင်းစိတ်ကလေးတွေနဲ့ရာခိုင်နှုန်း% လေးပေါ်ပြတယ်ဟုတ်ပြီနော်ဒီအစိမ်းရောင်လေးက30ရာခိုင်နှုန်းအဝါရောင်လေးက35ရာခိုင်နှုန်းအနီရောင်လေးက20ရာခိုင်နှုန်းနဲ့အပြာရောင်လေးက15ရာခိုင်နှုန်းစသဖြင့်ဆရာတို့ကစဝိုင်းလေးနဲ့စဝိုင်းမှာဆရာတို့ကစဝိုင်းစိတ်ကလေးတွေနဲ့ရာခိုင်နှုန်းလေးတွေပေါ်ပြတယ်ပြီးတော့မှအညွန်လေးကအဲ့ဒီဆရာတို့ရဲ့အယောင်လေးချဲထားတဲ့အယောင်လေးတွေဘာကိုရည်ညွှန်းတာလဲဥပမာပေါ့ဆရာကဒါတို့သမီးတို့ရဲ့စာသင်ခန်းထဲမှာရှိတဲ့အစင်းသတ်မှတ်ချက်လေးတွေကိုပေါ်ပြတယ်ဆိုရင်ဒါအညွန်လေးပေါ့အပြာရောင်လေးကဘာဖြစ်ပါတယ်အစိမ်းရောင်လေးကဘာဖြစ်ပါတယ်အဝါရောင်လေးကဘာဖြစ်ပါတယ်အနီရောင်လေးကဘာဖြစ်ပါတယ်စသဖြင့်ဒီလိုမျိုးပေါ်ပြတဲ့ပုံလေးကိုဆရာတို့ကစဝိုင်းကချက်လို့ခေါ်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ကမှတ်စုလေးအနေနဲ့မှတ်မယ်ဆိုရင်စရင်ဆိုင်ရာအချက်လက်တွေကိုဒီလိုမျိုးစဝိုင်းပုံရဲ့တစ်ခုရဲ့အစိပ်ပိုင်းတွေလိုက်ဆရာတို့ဒါလေးတွေပြောတာဟုတ်ပြီနော်ဟောဒီအယောင်လေးတွေနဲ့ဟာစဝိုင်းစိတ်ကလေးတွေကိုပြောတာအစိပ်ပိုင်းများလိုက်ပေါ်ပြခြင်းကိုဆရာတို့ကစဝိုင်းကချက်ပုံလို့ခေါ်တယ်ဟုတ်ပြီနော်ဒါဆိုဒါသမီးတို့စဝိုင်းကချက်ကဒီလိုပုံလေးဖြစ်တယ်ဆိုတာနားလည်ပြီနော်ဟုတ်ပြီဒါဆိုခေါင်းစဉ်လေးတက်ပြီးတော့ဆရာတို့စဝိုင်းလေးကချက်ပုံလေးကြမ်းမြင်လေးဆွဲပြီးတော့မတ်စုလေးနဲ့ဒီလိုလေးမှတ်ထားမယ်ဆိုရင်စဝိုင်းကချက်ပုံလေးကိုဘယ်ချိန်ပဲပြန်ကြည့်ကြည့်မှတ်မိနေမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုစဝိုင်းကချက်လေးနားလည်ပြီဆိုရင်ဆရာတို့ကသူ့ကိုဆွဲသားနည်းလေးဆရာတို့လက်တွေ့ဆွဲသားတတ်အောင်လေ့ကျင့်ကြရအောင်ဟုတ်ပြီနော်ဒါဆိုစဝိုင်းကချက်ပုံလေးတွေဆွဲသားတော့မယ်ဆိုရင်ဆရာတို့ကအစင်၄စင်းတည်ထားရအောင်ဟုတ်ပြီနော်မဆုအနေနဲ့ဆရာပြောပြမယ်အစင်1ဆန်ဝိုင်းမှာရှိတဲ့ဆရာတို့ကဒေါင်းပမာဏတွေကိုဒါတို့သမီးတို့တွက်ချင်းရမယ်အဲ့တော့ဆန်ဝိုင်းဆွဲပြီဆိုတော့ခုနကဆန်ဝိုင်းစိတ်ကလေးတွေဆွဲဖို့အတွက်ဘယ်လောက်ဒီဂရီဆိုတဲ့ဒေါင်းပမာဏသိမှရအောင်ဟုတ်ပြီနော်ဒါဆိုနံပါတ်1မှန်ရမယ်ဆန်ဝိုင်းဘိုးမှာရှိတဲ့ဒေါင်းပမာဏတွေကိုရှာရမယ်ဒါဆိုရင်ဘယ်လိုရှာရမလို့ဆိုပုံသင်နည်းလေးကဒေါင်းပမာဏတွေလိုချင်တယ်ဆိုလို့ရှိရင်လိုချင်တဲ့အစိပ်ပိုင်းလေးပေါ်ပြခြင်းတဲ့အစိပ်ပိုင်းလေးကိုတီးပြီးတော့စုစုပေါင်းနဲ့စားရမယ်ပြီးတော့ဆန်ဝိုင်းဖြစ်တဲ့အတွက်360ဒီဂရီနဲ့မြောက်ရမယ်အဲ့တော့ဒီမတ်စုလေးမှတ်ထားမယ်ဆိုရင်ဒါတို့သမီးတို့ပထမပြဿနာဖြစ်တဲ့ဆန်ဝိုင်းစိတ်လေးတွေဘယ်လိုဆွဲရမလဲဆိုတာသိသွားမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုအဆင့်1လေးနားလဲပြီဆိုရင်နောက်ထပ်အဆင့်2ကဘာလို့ရမလဲဆိုရင်ရလာတဲ့အဲ့ဒီဒီဂရီဆန်ဝိုင်းစိတ်ကလေးတွေကိုဒါတို့သမီးတို့ဆွဲရမယ်ပထမဆန်ဝိုင်းတစ်ဝိုင်းဝိုင်းလိုက်တင်တော်တဲ့ဆန်ဝိုင်းနဲ့ဝိုင်းပြီးတော့အဲ့ထဲမှာဆန်ဝိုင်းစိတ်ကလေးတွေဒီပေါ်မှာတွက်လို့ရရှိတဲ့တောင်းပမာဏတွေရဲ့ဆန်ဝိုင်းစိတ်လေးတွေဆွဲလိုက်ရုံပဲဒါကအဆင့်2ရမယ်နော်ပြီးတော့ရင်နောက်ထပ်အဆင့်3ကဘာလို့ရမလဲဆိုရင်ရလာတဲ့အဲ့ဒီဆန်ဝိုင်းစိတ်လေးတွေကဆရာတော်ဒီဂရီအတိုင်းတာလေးတွေနဲ့ပဲတည်သေးတာဖြစ်တယ်ရာခိုင်နှုန်းနဲ့မတည်သေးဘူးဒါကြောင့်အဆင့်3ဒီရာခိုင်နှုန်းကိုရှာရမှာဖြစ်တယ် percentage ရှာရမယ်ဒါဆိုရင် percentage ဘယ်လိုရှာမလဲဆိုရင်လည်းအတူတူပဲဆရာတော် percent ကိုလိုချင်တယ်ဆိုလို့ရှိရင်လိုချင်တဲ့စိတ်ပိုင်းလေးကိုဒီစုစုပေါင်းနဲ့စားဆရာတို့100နဲ့မြောက်လိုက်ရုံပဲ part ကိုဒီ total နဲ့စားမယ်100နဲ့မြောက်ရုံပဲဒါပဲဟုတ်ပြီနော်ဒါကြောင့်လိုချင်တဲ့စိတ်ပိုင်းလေးကိုဒီစုစုပေါင်းနဲ့စား100နဲ့မြောက်ဆိုပြီးမှတ်ထားရင်ရပြီ percent ဆိုတဲ့ရာခိုင်နှုန်းတွေရသွားတယ်ဒါဆိုရာခိုင်နှုန်းတွေရပြီဆိုရင်ခုနကဆွဲထားတဲ့စဝိုင်းစိတ်ထဲမှာရာခိုင်နှုန်းတွေလိုက်ထည့်လိုက်ရုံပဲပေါ့ဟုတ်ပြီနော်ဒါဆိုရင်နောက်ထပ်အဆင့်4ကဘာလို့ရမလဲဆိုရင်နောက်ဆုံးအညွှန်းတက်ဖို့ပဲကြံတော့တယ်ဒါသမီးတို့ဆွဲထားတဲ့ရာခိုင်နှုန်းတွေနဲ့ဆွဲထားတဲ့စဝိုင်းကချက်မှာအယောင်လေးတွေချဲမယ်အဲ့ဒီချဲထားတဲ့အယောင်လေးတွေကစဝိုင်းကချက်ကအညွှန်းလေးတွေတက်ရမယ်အဝါရောင်လေးကဘာကိုရည်ညွှန်းပါတယ်ပေါ့ဟုတ်ပြီနော်အစိမ်းရောင်လေးကဘာလဲနီရောင်လေးကဘာလဲစသဖြင့်ဒီအညွှန်းလေးတက်ပြီးသွားပြီဆိုရင်ဒါတို့သမီးတို့လိုချင်တဲ့စဝိုင်းကချက်ပုံရမှာဖြစ်တယ်ဒါဆိုရင်စဝိုင်းကချက်ဆွဲဖို့အတွက်အဆင့်၄ဆင့်တည်ထားရမယ်ဟောဒီမတ်စုလေးတည်ထားရင်အဲ့ဒီအဆင့်၄ဆင့်ကိုဖြည့်ရှင်းလို့ရပြီဖြစ်တယ်ဒါဆိုဒါတို့သမီးတို့လေ့ကျင့်ခန်းလေးကြီးစာနဲ့တူတူတွက်ကြည့်ရအောင်ဟုတ်ပြီနော်ကဲဒါဆိုရင်ပုံစံတွက်လေ့ကြည့်ရအောင်အဲ့တော့ပုံစံတွက်မှာကျောင်းတစ်ကျောင်းမှာတဲ့အလဲတန်းကျောင်းသားက390ယောက်ရှိတယ်ဟုတ်ပြီနော်ဒါဆို390ယောက်ရှိတယ်အဲ့မှာသူကခွဲလိုက်တယ်အသက်17နှစ်ကဘယ်လောက်လဲဆိုတော့130ယောက်ဒါဆိုရင်လိုချင်တဲ့သူဒီပါဖြစ်လဲ17နှစ်အရွယ်ကျောင်းသားရဲ့အစိပ်ပိုင်းလေးတစ်ခုဖြစ်တယ်ဟုတ်ပြီနော်ပြီးတော့ရင်12နှစ်အရွယ်ကျောင်းသားရဲ့ဘယ်နှစ်ယောက်လဲဆိုရင်119ယောက်73နှစ်အရွယ်လေးကလည်းပဲ88ယောက်သူကအစိပ်ပိုင်းတစ်ခု14နှစ်အရွယ်ကျောင်းသားက65ယောက်ရှိတယ်ဒါကအစိပ်ပိုင်းတစ်ခုဆန်ဝိုင်းကချက်ပုံကိုဖော်ပြပါလို့သူကမေးခွန်းကမေးထားပြီ
ဒါဆိုဆရာတို့ကစဝိုင်းကချက်ဆွဲပေးရတော့မယ်စဝိုင်းကချက်ဆွဲမယ်ဆိုရင်ခုနအစင်40ကိုမှတ်မိလိုက်ရအောင်ဒါဆိုနံပါတ်1ပါလို့ရမလဲဒေါင်းပမာဏတွေရှာရမယ်ဒါဆိုရင်ပုံသင်နည်းလေးကပါလဲတိုင်းပြီးစဉ်းစားမယ်အစင်1ဒီစဝိုင်းမှာရှိတဲ့ဘိုးရဲ့ဒေါင်းပမာဏတွေကိုရှာမယ်ဒါဆိုရင်ပုံသင်နည်းလေးကဒေါင်းပမာရှာတဲ့ပုံသင်နည်းလေးကလိုချင်တာဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ဆိုပြီးတိုင်းပြီးမှတ်မိရဒါဆိုလိုချင်တာကပါလဲဆိုရင်17နှစ်အရွယ်ရဲ့130ရောက်ခဲ့119ရောက်ခဲ့88ရဲ့65ရဲ့ကိုဘာလို့ပေးလိုက်ရုံပဲလဲရှာပေးလိုက်ရုံပဲဟုတ်ပြီနော်ဒါဆိုဆရာတို့ကလိုချင်တဲ့စိတ်ပိုင်းလေးတွေခွဲရှာမယ်အဲ့ဒါအောင်မှစုစုပေါင်းနဲ့စားရမှာဖြစ်တယ်ဒါဆိုစုစုပေါင်းကဘယ်လောက်လဲသိရမယ်စုစုပေါင်းဒီမှာပေးထားတယ်390ရောက်တကယ်လို့များ390ရောက်မပေးထားဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်သူပေးထားတဲ့17နှစ်အရွယ်ကျောင်းသား130ရောက်ခဲ့ဒီက119ရောက်ခဲ့ဒီက88ရောက်ခဲ့ဒီဘက်က65ရောက်ခဲ့အကုန်လုံးကိုမလုပ်ကြည့်ရမလဲပေါင်းကြည့်ရမယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့ကစုစုပေါင်းကိုအရင်ဆုံးရှာရမယ်ဒါကြောင့်ကျောင်းသားစုစုပေါင်းဒီ390ရောက်ဒါကပေးထားပြီးသား390ပြောလို့390ရဲ့စုစုပေါင်းကျောင်းသားစုစုပေါင်းဒီ390ဆိုပြီးတန်းပြီးရေးရင်လည်းရတယ်တကယ်လို့မပေးထားရင်တွက်တက်အောင်လို့ဆရာကဒီမှာပေါင်းပြထားတာဖြစ်တယ်ဒါဆိုနားလည်မယ်เนาะအဲ့ဒါစုစုပေါင်းလေးရှာမယ်ပြီးတော့ရင်ဆရာတို့ရဲ့တောင်းပမာဏတွေရှာလို့ရပြီ17နှစ်အရွယ်ကျောင်းသားရဲ့တောင်းပမာဏကိုလိုချင်ရင်လိုချင်တဲ့အစိပ်ပိုင်းလေး130ကိုလိုချင်တာဖြစ်လို့130ကိုတီးစုစုပေါင်းဖြစ်တဲ့390နဲ့စာပြီးတော့360နဲ့မြောက်ဒီပုံသေးဒီထဲမှာပဲဆရာတို့ဘာလုပ်လိုက်တာလဲအစားထိုးလိုက်တာဖြစ်တယ်ဒါပြီနော်ဒါဆို130ရောက်ရဲ့အရေးအတွက်ကိုလိုချင်လို့130လိုချင်တဲ့130ကိုတီးစုစုပေါင်းဖြစ်တဲ့390နဲ့စာစဝိုင်းဆွဲမှာဖြစ်တဲ့အတွက်360နဲ့မြောက်ဒါဆိုဆရာတို့ကရှင်းလိုက်ရင်ဒီဂရီရတာဖြစ်တယ်ရှင်းတာရမယ်နော်ဒါဆိုဆရာတို့ကဒီမှာ3ညနဲ့3ညနဲ့ J 73တလီ73 73 3လီ30နဲ့9ပြီးတော့မှဒီက3နဲ့ကျင်းပေါ့3တလီ3 3တလီ3 3နှစ်လီ6ဆိုတော့ဘယ်လောက်လဲ3 3ညလီ3ညဆိုတော့120ဒီဂရီရတာဖြစ်တယ်အဲ့လိုရှင်းလိုက်ရအောင်ဒါဆို17နှစ်အရွယ်ရပြီဆိုရင်တော့သမီးတို့သိပြီကွာ17နှစ်အရွယ်ကိုရှာလိုက်ရမယ်လိုချင်တာဒီ119ရောက်ဆိုတော့119ကိုဒီပါနဲ့စာစုစုပေါင်း390နဲ့စာပြီးတော့360နဲ့မြောက်ဒီတိုင်းရမယ်နော်ဒီမှာလဲဆရာတို့က17နှစ်အရွယ်ကိုလိုချင်တော့လိုချင်တဲ့119ကိုဒီ39နဲ့စာ390နဲ့စာ360နဲ့မြောက်ပြီးတော့သူလည်းလိုပဲကျင်းပေါ့ကွာဒီက3ညနဲ့ဒီက3ညနဲ့ J ပြီးတော့ဒီက39နဲ့စားလိုက်ပေါ့39တလီ39 39 3လီ119ဒါမှမဟုတ်လဲဆရာတို့က20 73နဲ့ကျင်းမယ်ဆို73 73 3လီက39 73 9လီ119ပြီးတော့ထပ်ကျင်း3တလီ3 3 3လီ9ပြီးတော့မှ3နဲ့ဒီက36နဲ့မြောက်တော့100နဲ့8ရပြီဟုတ်ပြီနော်ဒီလိုကျင်းလဲရတယ်အဲ့တော့ကြိုက်တယ်လို့ကျင်းပါကျင်းတာနောက်ဆုံးအဖြေကတူမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုဒါလေးကတောက်သမီးရှင်းတတ်လောက်ပါဟုတ်ပြီနော်အဓိကဆရာတို့တောင်းပမာဏဘလူးရှားလဲဆိုတာသိဖို့ပဲလိုအပ်တာဟုတ်ပြီနော်အဲ့ဒါလေးဒါဆိုဆရာတို့က12နှစ်အရွယ်ရပြီဆိုရင်နောက်ထပ်73နှစ်အရွယ်ကိုရှာမယ်73နှစ်အရွယ်ဒီ88ရောက်ဒါကြောင့်88ကိုဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်အဲ့တော့မှ88နဲ့ဘာလုပ်မလဲဒီမှာလည်းပဲခုနကလည်းပဲဘာလုပ်လိုက်မလဲကျင်းလိုက်မှာပေါ့ဟုတ်ပြီနော်73နဲ့ကျင်းလဲရတယ်ပေါ့နော်73နဲ့စာပြီးကျင်းလဲရတယ်ဒီတိုင်းပဲကျင်းလဲရတယ်အဲ့တော့ဒီက3ညနဲ့3ညနဲ့ J 73 73 73 3လီ39 73 6လီ88 3တလီ3 3နှစ်လီ6ထပ်ကျင်းပြီးတော့မှဒီက2နဲ့36နဲ့မြောက်36နှစ်လီ82ဆို80ဒီဂရီရဟုတ်ပြီနော်73နှစ်ပြီးသွားရင်ဆရာတို့က14နှစ်ဒီ65 65ကိုဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ဦးနာလိုပဲကျင်းပေါ့73 3လီ39 73 5လီ60နဲ့5ဒီက3နဲ့ကျင်း3တလီ3 3နှစ်လီ6အဲ့တော့15လီ60ဒီဂရီရဒါဆိုဆရာတို့လိုချင်တဲ့အဆင့်1တောင်းပမာဏတွေဘာလုပ်ပြီလဲရပြီဒါဆိုအဆင့်1ဘာလုပ်ရမလဲစဝိုင်းစိတ်တွေဆွဲရမယ်အဆင့်1ရပြီဆိုတော့အဆင့်1စဝိုင်းတစ်ခုဆွဲပြီးသွားရင်တောင်းပမာဏအခုပေါ်မှာရထားတဲ့တောင်းပမာဏတွေရှိတဲ့စဝိုင်းစိတ်တွေဘာလုပ်ရမလဲဆွဲရမယ်ဒါအဆင့်1ပဲဟုတ်ပြီနော်ဒါသတိရအောင်လို့ဆရာကမတ်စုလေးပြန်ပြဒါဆိုဆရာတို့စဝိုင်းတစ်ဝိုင်းဝိုင်းလိုက်ပါကိုကြိုက်တဲ့အချင်းဝင်တဲ့စဝိုင်းလေးဝိုင်းလိုက်ပြီးသွားရင်စဝိုင်းစိတ်လေးတွေဆွဲပေါ့ဟုတ်ပြီနော်ဒါဆိုဆရာတို့ကဒီမှာ17နှစ်အရွယ်က120ဒီဂရီအဲ့တော့စဝိုင်းစိတ်ဆွဲတဲ့အခါမှာဒီမှာလဲကောင်းမှာပကူရှိတယ်ဒါဆိုဆရာတို့ကဒီမှာဘာလုပ်မလဲအချင်းဝက်လေးမြင်းတစ်ကြောင်ပေတံလေးနဲ့ဆွဲလိုက်ပေါ့နော်ဆရာလေးမှာကျန်းတိုင်းပြမယ်နော်တောင်းတိုင်းစဝိုင်းစမ်းလေးယူနိုင်လက်တံလေးလိုပဲပေါ့နော်အဲစားပြီးတော့ဆရာတို့ဆွဲထားတဲ့ချင်းဝက်နေရာ0ပေါ့ဒီကနေစပြီးတော့ဒီမှာပေါ့ပုံမှာဟုတ်ပြီနော်ဒီမှာ0ကနေစတယ်3ညကနေဆရာတို့ကဘယ်လောက်ဒီဂရီလဲ120ဒီဂရီရထားတာဆိုတော့120ရဒီနာ
ဟုတ်ပြီနော်ဒါဆိုဒီမှာအမှတ်မှတ်လိုက်မယ်ပြီးသွားရင်အဲ့ဒီမှတ်တိုင်းဘာလုပ်လိုက်မလဲဆက်လိုက်ပေါ့ဆက်လိုက်ရဟုတ်ပြီနော်ဒီမှာဒီအတိုင်းပေတန်းလေးနဲ့ဘာလုပ်လိုက်မလဲဆက်ချလိုက်ဒါဆိုဆရာတို့ရဲ့120ဒီဂရီကိုဘာလုပ်ပြီလဲရသွားပြီဖြစ်တယ်ဒါဆိုနားလဲမယ်နော်အဲ့လိုမျိုးလေးဘာလုပ်မှာလဲဆွဲရမှာဖြစ်တယ်အဲ့တော့ဒီမှာဆက်လိုက်ပေါ့ဒါဆိုဆရာတို့ဒီမှတ်နဲ့ဒီမှာဘာလုပ်လိုက်လဲဆက်လိုက်120ဒီဂရီနောက်တစ်ခါ120ပြီးသွားပြီဒီမှာပြီးသွားပြီဆွဲလို့ဒါဆိုဆရာတို့ကနောက်ထပ်108ကိုဆွဲမယ်108ဒါဆိုဆရာတို့ကဘယ်ကနေစမလဲခုနဆုံးသွားတဲ့120ဆုံးသွားတဲ့နေရာကနေ3ညကနေစားရအောင်ဟုတ်ပြီနော်ဒါဆိုဒီတိုင်းလေးတိုင်းလဲပေါ့3ညဒီမှာ3ညကနေစားရမယ်နော်ဒီမှာ3ညကနေ108ဆိုတော့ဆရာတို့ကဒီမှာ100ကဒီနားမှာ8ဆိုတော့8စိမ့်မြောက်အဲ့တော့ဒီမှာ100ဟုတ်ပြီနော်3ညကဒီမှာနော်အတွင်းကနေ108စိမ့်မြောက်ဆိုတော့ဒီမှာ100ကဒီနားမှာ8စိမ့်နေရပေါ့ဒီမှာ9 6 9 8ဆိုတော့ဒီနားလေးကိုဘာလုပ်လိုက်မလဲမှတ်လိုက်မှတ်ပြီးသွားရင်ဘာလုပ်လိုက်မလဲဆရာတို့ကဒီမှာဆက်လိုက်ပေါ့ဟုတ်ပြီနော်ဒါဆိုဆရာတို့ဘာရပြီလဲ108ရသွားပြီပြီးသွားရင်82အတိုင်းပဲ82ဒါဆိုလဲအတိုင်းပဲတိုင်းလောက်ဆိုတစ်ခုရရင်တောက်သမီးတို့ရပါဟုတ်ပြီနော်ဒါဆိုဆရာတို့ကဒီမှာ3ညကနေစဒီ3ညကနေစပြီးဘယ်လောက်လဲ82ဒီဂရီတိုင်းဒီမှာ50 60 82ဆိုတော့ဒီမှာ2စိတ်လောက်နေရမှာအမှတ်ကလေးမှတ်ပြီးသွားရင်ဘာလုပ်လိုက်မလဲဆက်ချလိုက်ပေတံလေးနဲ့ဟုတ်ပြီနော်ဆက်လိုက်ရင်ဆရာတို့ရဲ့82ရပြီဒါဆိုကြံနေတာ60ကြံနေတာ60ရတော့တိုင်းစရာတော့မလိုတော့ဘူးကွတီပဲကြံနေမှာပဲဟုတ်ပြီနော်တိုင်းကြည့်ရင်လည်းတိုင်းကြည့်ပေါ့ဆရာတို့ကဒီမှာ60ကြံနေလိဟုတ်ပြီနော်ဒါဆိုဒီမှာဘယ်လောက်လဲ60ကြံနေဟုတ်ပြီနော်အဲ့တော့ဆိုဆရာတို့ကကြံနေတဲ့60လေးဒီဟာကကြံနေတဲ့60ဒါဆိုဆရာတို့ဒီဂရီတွေဘာလုပ်ပြီးသွားပြီလဲရသွားပြီဒါဆိုရင်ဒီဂရီစဝိုင်းစိတ်ကလေးတွေဆွဲပြီးသွားပြီစဝိုင်းစိတ်လေးဆွဲပြီးရင်ပြီးပြီလားစဝိုင်းကချက်ပုံကဆိုမပြီးသေးဘူးဆရာတို့ဘာလုပ်ရအောင်လဲ percentage ဖြစ်တဲ့ရာခိုင်နှုန်းတွေဆရာတို့ရှာရအောင်မယ်ဒါဆိုရာခိုင်နှုန်းရှာကြရဟုတ်ပြီနော်ဒါဆိုဆရာတို့ရာခိုင်နှုန်းရှာမယ်ဒါဆိုရင်ရာခိုင်နှုန်းကိုလိုချင်ရင်ပုံသင်နည်းလေးမှတ်မိရမယ်လိုချင်တာကိုဒီစုစုပေါင်းနဲ့စာ100နဲ့မြောက်ဒါလေးမှတ်ထားရအောင်ဟုတ်ပြီနော်ဒါဆိုဆရာတို့ရာခိုင်နှုန်းရှာမယ်လိုချင်တဲ့အစိပ်ပိုင်း130လေးကိုဒီ390နဲ့စာ100နဲ့မြောက်ဒါဆိုဆရာတို့ကရှင်းလို့ရပြီဟုတ်ပြီနော်ဒါဆိုဆရာတို့ကဒီမှာ3ညနဲ့3ညနဲ့ကြည့်ခုနအတိုင်းပဲ73တလီ73 73 3လီ39 3နဲ့100ကိုစားလိုက်ရင်ဒီမှာရာခိုင်နှုန်းလေးရလိမ့်မယ်ဟုတ်ပြီနော်ပြီးတော့ရင်နောက်ထပ်7နှစ်ရွယ်လဲအတိုင်းပဲ139ကိုဒီလိုချင်တဲ့လိုချင်တာကိုဒီစုစုပေါင်းနဲ့စာ100နဲ့မြောက်ရာခိုင်နှုန်းရနောက်ထပ်73နှစ်လဲအတိုင်းပဲရာခိုင်နှုန်းလေးရှာလိုက်မယ်ဒီကခုနပုံသင်နည်းလေးတင်ရပြီဒါဆိုဆရာတို့က percent တွေရပြီဆိုရင်ခုနဆွဲပြီးသားစဝိုင်းစိတ်တွေနေရာမှာဒီဂရီတွေနဲ့ဆရာတို့ကစဝိုင်းစိတ်ကလေးရထားပြီးသားရထားတဲ့နေရာမှာဆရာတို့ရဲ့ပါလေးလိုက်ထည့်လိုက်ရုံပဲလေ percent တွေလေးလိုက်ထည့်လိုက်ရုံပဲဟုတ်ပြီเนาะဒါဆိုဆရာတို့ percent တွေလိုက်ထည့်လိုက်မယ်ရာခိုင်နှုန်းလေးနဲ့ပြည့်စုံသွားပြီဒါဆိုတစ်ခုပဲကြံတော့တယ်ဗာလေဒါတို့သမီးတို့ဆွဲထားတဲ့ဒီအယောင်လေးတွေချဲထားတဲ့ဟာကိုအညွှန်းတက်ပေးဖို့လိုတယ်ဒီမှာဆွဲထားတဲ့အယောင်နဲ့အညွှန်းနဲ့ကွတိဖြစ်နေရဟုတ်ပြီเนาะဒါဆိုဆရာတို့ကအညွှန်းလေးတက်ရမယ်ဒါဆိုအညွှန်းတက်လိုက်ပါအဲ့တော့ဆရာဆွဲထားတဲ့အပြာရောင်လေးဒီ17နှစ်အရွယ်ကျောင်းသားတွေကိုပူဇော်ပြုတာဖြစ်တယ်ဒါကြောင့်အပြာရောင်လေးက17နှစ်ဖြစ်တယ်အညွှန်းမှာအယောင်လေးဒီရောင်နဲ့ဒီရောင်နဲ့ဒီပါပြရမလဲတူနေရမယ်အဲ့တော့ဒီမှာက17နှစ်အရွယ်ဒီ2ရောင်လေးဖြစ်တယ်ဒီမှာသူနဲ့ဟုတ်တယ်เนาะဒါဆိုအယောင်လေးတွေလိုက်ချယ်လိုက်ရင်ပြည့်စုံသွားပြီဖြစ်တယ်ဒါဒီဆရာတို့ရဲ့နောက်ဆုံးမှာစဝိုင်းကားချက်ပုံလေးရရှိသွားပြီဖြစ်တယ်ကဲဒါဆိုတောင်းသမီးတို့ပုံစံတွေ့လေးနားလဲမယ်เนาะဟုတ်ပါပြီဒါဆိုဆရာတို့လေ့ကျင့်ခန်းလေးတွေဆရာတို့ဆွဲဖြည့်ကြည့်ရအောင်ပါဒါဆိုဆရာတို့နံပါတ်1အိမ်အောင်စုတစုတွင်နဲ့မိသားစုဝင်ငွေရဲ့35ရာခိုင်နှုန်းဒီတစ်ခါကျဆရာတို့ percent နဲ့ပေးထားတယ်ဒါဆိုဆရာတို့ရာခိုင်နှုန်းရှာစရာမလိုတော့ဆရာတို့ဒီဂရီပဲရှာရအောင်ဟုတ်ပြီเนาะပြီးတော့ဆရာတို့က20ရာခိုင်နှုန်းကဝယ်ထဲ5ရာခိုင်နှုန်းကိုကြတော့လျှက်စစ်မီတာက25ရာခိုင်နှုန်းကိုကြတော့အပေါ်သုံးငွေဖြစ်တဲ့သုံးဆွဲပြီးတော့15ရာခိုင်နှုန်းကိုကြတော့ငွေစုပံမှာစုဆောင်းထားတယ်တဲ့ဒါဒီစီးရင်ဆိုင်ရာအချက်လက်တွေပဲဟုတ်ပြီเนาะတကယ်လိုအပ်တဲ့ဟာမိမိအိမ်မှာသုံးလို့ရတယ်တောက်သမီးတို့ဆိုလို့ရှိရင်လည်းကိုယ့်အိမ်မှာဒီလိုမျိုးအသုံးငွေတွေကိုကားချက်လေးနဲ့စဝိုင်းကားချက်လေးနဲ့ဆွဲပြီးအိမ်မှာချိတ်ထားလို့ရတယ်ဒါလေးကြည့်ခြင်းအပြင်ဒီတလားမှာဝင်ငွေဘယ်လောက်ရှိရဲဘယ်လောက်ရာခိုင်နှုန်းတွေရှိတယ်မိသားစုရဲ့ဝင်ငွေတွေကိုတောက်သမီးတို့ကားချက်လေးကြည့်လိုက်ခြင်းအပြင်သိတယ်ဟုတ်ပြီနော်ဒါဒီစဝိုင်းကားချက်သူရဆွဲဖို့အတွက်ရာခိုင်နှုန်းတွေပေးထားတယ်ပြီးတော့စဝိုင်းကားချက်ဆွဲပါဆိုပြီးပေးခွင့်ပေးထားတယ်ကဲဒါတန်းသိရမယ်စဝိုင်းကားချက်ဆွဲပါလို့ပြောလိုက်တာနဲ့ဆရာပြောထားတယ်ဘယ်နှချက်လဲလေးချက်သိရမယ်နံပါတ်1ဒီတောင်းပမာဏတွေရှာရမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့တောင်းပမာဏတွေရှာမယ်ဒီမှာ percentage တွေပေးထားတာဖြစ်တဲ့အတွက်ဆရာတို့က percentage ကိုဆရာတို့ကအပိုင်းကိန်းပြောင်း
အဲ့တော့35ရာခိုင်နှုန်းဒီ fraction အပိုင်းကိန်းနဲ့ရေးလို့ရှိရင်35ရာခိုင်နှုန်းကိုအပိုင်းကိန်းနဲ့ရေးမယ်ဆိုရင်35 over 100မဟုတ်လား35ကို100နဲ့စားတာပဲဒါကိုဒီ percent ကိုရအပိုင်းကိန်းနဲ့ရေးလိုက်မယ်ဆိုရင်35ကို100နဲ့စားရတာဖြစ်တယ်ဒါလေးဆရာတို့ရှေ့မှာသင်ခန်းစာရာခိုင်နှုန်းတွေမှာသင်ခဲ့ပြီးသားဖြစ်တယ်အပိုင်းကိန်းနဲ့ရေးတတ်မယ်နော်ဒါကြောင့်သူပေးထားတဲ့35ကိုဆရာတို့ကအပိုင်းကိန်းနဲ့ပြောင်းရင်လိုက်တော့35 over 100ဖြစ်တယ်ပြီးတော့360နဲ့ညှောင်လိုက်တယ်ဟုတ်ပြီနော်ပြီးတော့ဆရာတို့ကကျင်းစရာရှိတာကျင်းလိုက်ပေါ့စားစရာရှိတာစားလိုက်ရင်ဒီဂရီလေးရပြီဖြစ်တယ်အဲဆိုနားလည်မယ်နော်ဒီက3ညနဲ့3ညနဲ့ခြေဒီက35ဆိုတော့ဒီမှာ3ညတွေ9တွေနဲ့ဆုံးနေရင်9နဲ့စားလို့ပြတ်တယ်9နဲ့စားကြည့်ပေါ့9 9လီ35 9နှစ်လီ30ပြီးတော့မှဒီနှစ်နဲ့တခါသွားခြင်းနှစ်တလီနဲ့နှစ်ရှစ်လီ16ပြီးတော့မှ18နဲ့9နဲ့မြောက်လိုက်ရင်126ရပြီပေါ့ဟုတ်ပြီနော်ဒီလိုမျိုးလေးတွေ့ကြည့်ပေါ့ဒါတောက်တစ်မျိုးကိန်းတွေကျင်းတာကတော့ဒီရွယ်ဆိုရင်ဒီလောက်ဆိုနောက်ဆုံးကန်းတွေရောက်နေပြီဆိုကျင်းတတ်ပါပြီเนาะကဲဒါဆိုဆရာတို့အစားအသောက်ပြီးသွားပြီဒါဆိုဝက်ထဲရဲ့ဒီဂရီကိုရှာမယ်ဒါဆိုဝက်ထဲ20ရာခိုင်နှုန်းဒီအပိုင်းကိန်းနဲ့ရေးရင်20 over 100ဖြစ်တယ်သူလည်းပဲကျင်းစရာရှိရချင်းဒီဂရီလေးရဝက်ထဲပြီးသွားရင်နောက်ထပ်လျှက်စစ်မီတာကလည်း5% 5% ကိုအပိုင်းကိန်းနဲ့ရေးရင်5 over 100ပြီးတော့360နဲ့မြောက်သူလည်းပဲရှင်းစရာရှိရရှင်18ဒီဂရီရပြီးတော့ရင်လျှက်စစ်မီတာခါရပြီးတော့ရင်အပေါ်သုံးငွေက25ရာခိုင်နှုန်းအပိုင်းကိန်းနဲ့ရေးရင်25 over 100ပြီးတော့360နဲ့မြောက်ရှင်းလိုက်တော့90ဒီဂရီပြီးတော့ရင်ငွေစုပန်မှာအနံထားတဲ့ငွေဒီ15ရာခိုင်နှုန်းအပိုင်းကိန်းနဲ့ရေးတော့15 over 100 360နဲ့မြောက်ရှင်းစရာရှိရကျင်းလိုက်ရင်54ဒီဂရီရဟောဆရာတို့ဒီဂရီတွေရပြီဆိုတော့အစစ်တက်ပြီးသွားပြီဒါဆိုဆရာတို့ဆွဲဖို့ပဲကြံတော့တယ်ဘာလို့မလဲစဝိုင်းတဝိုင်းဝိုင်းစနစ်ပြီးတော့ရင်ဘဟုကနေဆရာတို့ကစဝိုင်းစိတ်ကလေးစိတ်တော့မယ်မြင်တဲ့ကြောင်ဆွဲလိုက်ပေါ့ဒါကြီးလက်တံလေးလိုပဲဒီနားလေးအချင်းဝက်လေးဆွဲလိုက်ပြီးတော့ရင်ဒီက0ဒီဂရီဒီကစပြီးရေးတွက်သူဒီ126ဒီဂရီဖြစ်တဲ့အတွက်ခုနလိုပဲဘာလို့မလဲတောင်တိုင်းစဝိုင်းချမ်းလေးနဲ့ဒီမှာတိုင်းပြီး126နေရာမှာမှတ်ပြီးတော့ဘာလို့လိုက်မလဲစိတ်လိုက်ရုံပဲဆရာဒီတိုင်းပဲပြလိုက်တော့ရမယ်နော်တိုင်းတက်ပြီနော်ခုနဆရာတိုင်းပြအတိုင်းလေးတိုင်းဒါဆို126ကရသွားပြီဒီဂရီပြီးတော့ရင်နောက်ထပ်80ဒီဂရီကိုတိုင်းမယ်ဒီကနေစမယ်ဒီက0ဒီဂရီဒီကစတိုင်းမယ်80နေရာမှာမှတ်ပြီးတော့စိတ်လိုက်80ပြီးတော့ရင်နောက်ထပ်18ဒီဂရီအတိုင်းပဲတောင်တိုင်းစဝိုင်းချမ်းလေးနဲ့ဒီကနေစတိုင်းဒီမှာ0ကစားရမယ်18နေရာရောက်တဲ့နေရာမှာအမှတ်ကလေးမှတ်ပြီးတော့ PN နဲ့ပုံကနေစစ်ချလိုက်။ဩပြီးသားရင်ဆရာတို့နောက်ထပ်90ဒီဂရီ90ဆိုတော့တောင်းမှန်လေးဖြစ်နေမှာပေါ့။အဲ့တော့ဘူကနေ90ဒီဂရီတိုင်းပြီးတော့ဆွဲချလိုက်ဒီမှာတောင်းမှန်ဖြစ်နေပြီ။ဟုတ်ပြီနော်။ပြီးသားရင်နောက်ထပ်54ဒီဂရီဟောနောက်ဆုံးကြံနေတဲ့ကိုကလေးဒီ54ကွတီဖြစ်နေလိမ့်မယ်။ဟုတ်ပြီနော်။ကွတီမဖြစ်ဘူးဆိုရင်ဒါသမီးတို့တိုင်းတာမားနေလို့ဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ကွတီပဲကြံမှာဖြစ်တယ်။ဒါတော့သူဒီ54ဒီဂရီ။ဟောပြီးသွားပြီ။စဝိုင်းစိတ်ကလေးတွေရပြီစဝိုင်းစိတ်ကလေးတွေရရင်ဘာလို့ရမှာလဲ percent ရှာရမယ် percent ကဒီပု္ပ္ပာမှာ percent တွေပေးထားပြီးသားဖြစ်တဲ့အတွက်ရှာစရာမလိုဘူးသူပေးထားတဲ့ percent ကိုဒီဂရီရှာထားတာဖြစ်လို့ percent တွေဒီဂရီတွေနေရာမှာ percent တွေလိုက်ထည့်လိုက်ရုံပဲဒါကြောင့်126နေရာလေးမှာ percent လေးပြောင်းထည့်လိုက်80ဒီဂရီနေရာမှာလည်း percent လေး20ပြောင်းထည့်လိုက်သူပေးထားချက်ကလေးတွေလိုက်ထည့်လိုက်ပြီးရင်900ခိုင်နှုန်းပြောင်းထည့်လိုက်18နေရာမှာပြီးတော့ရင်90ဒီဂရီနေရာမှာဘယ်လောက်လဲ25ရာခိုင်နှုန်းလေးပြောင်းထည့်လိုက်ပြီးရင်15ရာခိုင်နှုန်း54ဒီဂရီနေရာမှာဟုတ်ပြီနော်15ရာခိုင်နှုန်းပြောင်းထည့်လိုက်ပြီးသွားပြီဟောဒါဆိုရင်ဆရာတို့ကရာခိုင်နှုန်းလေးတွေလည်းဗာဖြစ်သွားပြီလေပြီးသွားပြီအဲ့တော့ဒီမှာ sorry ဒီမှာ15နော်1အဲ့တော့15ရာခိုင်နှုန်းပြီးသွားရင်ဘာလုပ်မလဲတခုပဲကြံတော့တယ်ညွှန်းတွေတက်ရမယ်အဲ့တော့ညွှန်းလေးတက်အယောင်လေးတွေဒီစဝိုင်းကားချက်မှာခြေထားတဲ့အယောင်နဲ့အညွှန်း box လေးမှာခြေထားတဲ့အယောင်နဲ့ဒီပါပြရမလဲအတူတူပဲဖြစ်ရမယ်ပြီးတော့အညွှန်းလေးရေးပေါ့ဒီကဲဒါဆိုရင်ဆရာတို့လိုချင်တဲ့စဝိုင်းကားချက်ပုံလေးရပါပြီလွယ်လေးပဲရမယ်နော်ဒါဆိုနောက်ထပ်နံပါတ်2နံပါတ်2ကလည်းဆရာတို့ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေတရက်ကိုတဲ့ရက်ွက်များခွဲဝေပေးတာဟိုးရှေ့တုန်းကပေးတာနော်အခုတော့သိတဲ့အတိုင်းပဲနော်ဟုတ်ပြီကဲဒါဆိုဆရာတို့ကဒါရက်ွက်တွေပြောနာမည်လေးတွေပေါ့ဈေးပိုင်ရက်ွက်မှာက12သိန်းနဲ့ဟုတ်ပြီနော်အဲ့တော့ရွာမရက်ွက်ကတော့20သိန်းဒါကဖွံ့ဖြိုးဖို့ပေးတာအခုကတော့ဘယ်သူကပြန်ပေးနေရတာလဲတော့မသိဘူးဟုတ်ပြီနော်ဒါဆိုနောက်တစ်ခုတမိုင်းရက်ွက်ကတော့ဆရာတို့က22သိန်းဖျားလန်းရက်ွက်အတွက်ကိုကကြတော့6သိန်း
အတီးတီးတဲ့ရရှိကြရင်တဲ့၎င်းတို့ကိုစဝိုင်းကားချက်ပုံပြင်ဖော်ပြပါဟောစဝိုင်းကားချက်ပုံလေးနဲ့တဲ့ရုံးမှာချိတ်ထားပေါ့ပြည်သူတွေဘယ်သူလာကြည့်လို့ရအောင်အရင်တော့ပြောဟုတ်ပြီနော်အဲ့တော့ဆရာတို့ကအခုကတော့ဘယ်သူတွေကဘယ်သူကိုပေးနေရတာလဲဒါဆိုရင်ဆရာတို့ကစဝိုင်းကားချက်ပုံဆွဲခိုင်းပြီးဖြစ်တဲ့အတွက်မလုပ်မလဲလေးချက်3ရလဲရမယ်နံပါတ်1တောင်းပမာဏတွေရှာရမယ်ဒါဆိုစုစုပေါင်းရင်ရှာမယ်ဒါကြောင့်စုစုပေါင်းရှာမှာဖြစ်တဲ့အတွက်သူပေးထားတဲ့တန်ဖိုးတွေကိုဆရာတို့ပေါင်းလိုက်မယ်အဲ့တော့ရန်ပုံငွေစုစုပေါင်းကိုလိုချင်တော့ဒီမှာ12ကဲဒီက20ရဲ့22ကဲ6သိန်းရဲ့ပေါင်းတော့ဘယ်လောက်လဲ360ရတယ်စုစုပေါင်းရပြီဒါဆိုတောင်းပမာဏတွေရှာမယ်ဈေးပိုင်းရက်ကွက်ရဲ့တောင်းပမာဏရှာမယ်ဒါဆိုရင်လိုချင်တာကိုဒီစုစုပေါင်းနဲ့စာ12သိန်းလိုချင်တဲ့12သိန်းဆိုတဲ့စိတ်ပိုင်းလေးစနစ်ကိုဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ဒါဆိုရင်ဆရာတို့ကရှင်းလိုက်ရင်ဒီဂရီလေးရကျင်းမပြတော့ဘူးเนาะဒါသမီးတို့ဒီလောက်ကတော့ကျင်းတတ်ပါဟုတ်ပြီနော်စနစ်တလီစနစ်25လီ60ပြီးတော့9ခုလီ35 9နှစ်လီ30ကျင်းလိုက်ပေါ့နော်ဒါဆိုဆရာတို့ကနောက်တစ်ခုဈေးပိုင်းရက်ွက်ပြီးတော့ရွာမရက်ွက်ဟုတ်ပြီနော်အဲ့တော့ရွာမရက်ွက်ကိုလိုချင်တော့လဲရှာပေါ့လိုချင်တဲ့20ကိုဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ရှင်းလိုက်ဒီဂရီရပြီးတော့ရင်တမိုင်းရက်ွက်လိုချင်တဲ့22သိန်းကိုဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ရှင်းလိုက်ဒီဂရီရပြီးတော့ရင်ဖျားလန်းရက်ွယ်လိုချင်တဲ့6သိန်းကိုဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ကဲဒါဆိုရင်ဆရာတို့လိုချင်တဲ့ဆွဲရမယ့်ဒီဂရီတိုင်းတာတွေရပြီဒါဆိုရင်အစင်းနဲ့စဝိုင်းတစ်ဝိုင်းဝိုင်းပြီးတော့ရင်စဝိုင်းစိတ်တွေဆွဲတော့မယ်ဟုတ်ပြီနော်အဲ့ဆိုဒီမှာထင်းဝင်မြင်လေးတစ်ချောင်းဆွဲပြီးတော့ရင်ဒီကနေစပါဒီက0ဒီဂရီဒီကစပါဒီကနေတိုင်းမယ်ဘယ်လောက်လဲ80ဒီဂရီတိုင်းတောင်တိုင်းစဝိုင်းချမ်းလေးနဲ့ဒီကနေတိုင်းမပြတော့ဘူးနော်ပြီးတော့မှတ်လေးမှတ်ဆွဲလိုက်90ဒီဂရီဟောတခုပြီးသွားပြီနောက်တဲ့120ဒီဂရီအတိုင်းပဲဒီကနေစတိုင်းမယ်နော်ဒီက0ဒီဂရီဖြစ်သွားဒီကနေတိုင်းမယ်120ဒီဂရီပြီးသွားရင်130ဒီဂရီဒီကနေစတိုင်း130ဒီဂရီပြီးသွားရင်နောက်ထပ်ကြံနေတာဒီ36ဒီဂရီဟောစဝိုင်းစိတ်ကလေးတွေဆွဲလိုက်ပြီးသွားပြီစဝိုင်းစိတ်တွေရပြီဆိုဘာရှာရအောင်လဲပါစံရာခိုင်နှုန်းရှာရအောင်ဟုတ်ပြီနော်ဒါဆိုဆရာတို့ရာခိုင်နှုန်းရှာကြမယ်ရာခိုင်နှုန်းလိုချင်ရင်ပုံသင်နည်းလေးဒီလိုချင်တာကိုဒီစုစုပေါင်းနဲ့စာ100နဲ့မြောက်ဒါဆိုရင်လိုချင်တဲ့အားလေးတွေကိုတီးမယ်စုစုပေါင်းနဲ့စာ100နဲ့မြောက်ရှင်းလိုက်ရာခိုင်နှုန်းရနောက်တစ်ခါအတိုင်းပဲရွာမရက်ွက်လဲအတိုင်းပဲလိုချင်တဲ့30ကိုတီးစုစုပေါင်းနဲ့စာ100နဲ့မြောက်ရာခိုင်နှုန်းရနောက်တစ်ခါတမိုင်းရက်ွက်လဲအတိုင်းပဲလိုချင်တဲ့22သိန်းကိုတီးစုစုပေါင်းနဲ့စာ100နဲ့မြောက်ပြီးသွားရင်ဖျားလန်းလဲအတိုင်းပဲ6သိန်းကိုတီးလိုချင်တာကိုတီးစုစုပေါင်းနဲ့စာ100နဲ့မြောက်ရာခိုင်နှုန်းရဟောရာခိုင်နှုန်းတွေရပြီဆိုတော့ခုနကဆွဲထားတဲ့စဝိုင်းထဲမှာစဝိုင်းစိတ်တွေမှာဘာတွေလိုက်ထည့်လိုက်ရုံပဲလေရာခိုင်နှုန်းလေးတွေလိုက်ထည့်လိုက်ရုံပဲဟုတ်ပြီနော်ဒါခုနကဆွဲထားတဲ့စဝိုင်းစိတ်ထဲမှာပါစံလေးတွေလိုက်ထည့်လိုက်ရာခိုင်နှုန်းတွေလိုက်ထည့်ရဟောစဝိုင်းကချက်ပုံကရပြီဒါဆိုပြည့်စုံတော့အောင်ဆရာတို့ဗာလေးထည့်ရမလဲဆိုတော့အညွန်လေးတက်ရုံပဲအဲ့တော့အညွန်လေးတွေတက်လိုက်ပေါ့အယောင်လေးတွေစဝိုင်းကချက်ထဲမှာဆွဲထားတဲ့အယောင်နဲ့ဒီမှာအညွန်မှာဖော်ပြတဲ့အယောင်နဲ့ဒီတူရမယ်ဒီမှာရှိတဲ့အယောင်လေးကဘာအယောင်လေးကဘာဖြစ်ပါတယ်ပေါ့ညွန်ကချက်လေးကြီးလိုက်တာနဲ့ဒီဘက်ဆန်ဒီရက်ကွက်မှာဒီလောက်တလောက်ရာခိုင်နှုန်းသုံးထားတာပါလားဆိုတော့ကချက်လေးကြီးလိုက်တာနဲ့တန်းပြီးသိမှာဖြစ်ဟုတ်ပြီနော်ဒါဆိုသားသမီးတို့နံပါတ်2ပုဒ်စာလေးနားလည်မယ်နော်ဟုတ်ပါပြီစဝိုင်းကချက်ကလွယ်လေးဟုတ်ပြီနော်ဒါဆိုနောက်ထပ်နံပါတ်3ကိုယ့်ကိုဆွဲကြည့်ပေါ့နော်နံပါတ်3ကတော့ဖြည့်ကြည့်ပါပြီးရင်ဆရာနဲ့ဖြည့်တိုက်ဟုတ်ပြီနော်ဒါဆိုဆရာတို့ဒီမှာကားစီးရေမော်တော်ကားပေါ့နော်မပုတ်တင်ထားတဲ့မော်တော်ကားတွေကိုစင်းရင်ကောက်ထားမှာတဲ့ကားစီးရေ100အတွက်တဲ့100လို့ပြောထားပြီးသားဖြစ်တယ်ဟုတ်ပြီနော်မပေးထားဘူးဆိုရင်တော့ကိုယ့်ကိုပေါင်းကြည့်ရအောင်ဟုတ်ပြီနော်ဒါဆိုဆရာတို့ကကိုပိုင်ကားကကြတော့60ရှိတယ်အငားရင်ကကြတော့15စီးရှိတယ်ဂုံတင်ရင်ကကြတော့10စီးရှိတယ်ရုံးသုံးကားကလည်း10စီးရှိတယ်လူနာတင်ကားကလည်း5စီးရှိတယ်အဲ့ဒါတွေကိုမလုပ်ရမလဲဆိုတော့စဝိုင်းကားချက်ပုံဖော်ပြခိုင်းတာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုစဝိုင်းကားချက်ပုံဆွဲရမယ်ဆိုရင်အချက်ပဲနှစ်ချက်လဲ၄ချက်ရှိရဲ့နံပါတ်1ဒီတောင်းပမာဏတွေရှာရမယ်ဒါဆိုရင်တောင်းပမာဏရှာဖို့အတွက်တောင်းပမာဏကိုလိုချင်ရှာမယ်ဆိုရင်လိုချင်တာဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ဒါလေးသိရဟုတ်ပြီနော်ဒါကြောင့်ဆရာတို့ကစုစုပေါင်းလေးအရင်ဆုံးရှာလိုက်မယ်ကားစီးရေစုစုပေါင်းဒီမှာ100လို့ပြောတဲ့အတွက်ဆရာတို့ကဒီမှာ100တိုင်းရေးလိုက်တကယ်လို့ဒီနားမှာကားစီးရေစုစုပေါင်းကိုမပေးထားဘူးဆိုရင်ဘာလုပ်ကြည့်ရမလဲဒီမှာပေးထားတဲ့အစီးရေအတွက်တွေကိုပေါင်းကြည့်ရမယ်60ရဲ့15ရဲ့10ရဲ့10ရဲ့5ရဲ့ပေါင်းကြည့်ရမှာဖြစ်တယ်ဟ
ဟုတ်ပြီနော်ဒါဆိုစုစုပေါင်းရသိပြီဆိုရင်ဆရာတို့ရှာလို့ရပြီကိုပိုင်ကားကိုရှာမယ်ကိုပိုင်ကားက60လို့ပြောတဲ့အတွက်60ကိုဒီစုစုပေါင်း100နဲ့စာပြီးရင်360နဲ့မြောက်ရှင်းလိုက်ရင်ဒီဂရီရပြီးတော့ရင်နောက်တစ်ခုအငှားရင်ကလည်းလိုချင်တဲ့15စီးကိုဒီစုစုပေါင်း100နဲ့စာ360နဲ့မြောက်ဒါဆိုဒီဂရီရနောက်တဲ့ကုန်တင်ရင်က10စီး10ကိုဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ဒီဂရီရှာရုံးသုံးကားလည်းအတိုင်းပဲလိုချင်တဲ့10စီးကိုဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ဒီဂရီရလူနာတင်ကားလိုချင်တဲ့5စီးကိုဒီစုစုပေါင်းနဲ့စာ360နဲ့မြောက်ရင်ဒီဂရီရဒီဂရီရရင်ဆရာတို့ကစဝိုင်းတစ်ဝိုင်းဝိုင်းပြီးမလုပ်လိုက်ရုံပဲလေစဝိုင်းစိတ်ကလေးတွေလိုက်ဆွဲလိုက်ရုံပဲဒါဆိုစဝိုင်းတစ်ဝိုင်းဝိုင်းပဲပြီးတော့ရင်ဘိုးကနေဆင်းဝက်လေးတစ်ကြောင်းဆွဲလိုက်ပြီးတော့ရင်ဒီဂရီဆွဲမယ်216ဒီနေရာမှာသတိထားရမယ်ဆရာတို့ရဲ့မြင်းပြောင်းတစ်ကြောင်းဒီဘယ်လောက်ဒီဂရီရှိလဲမြင်းပြောင်းတစ်ကြောင်းဒီ180ဒီဂရီရှိတယ်အဲ့တော့သူ့ကို216ရဖို့အတွက်ဆိုရင်ဆရာတို့က180နဲ့ဘာနဲ့ပေါင်းလိုက်မှ216ရမလဲဒါလေးစဉ်းစားမှဆွဲရမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းနောက်တနည်း360တဲ့ကနေစဝိုင်းကြီးတစ်ခုလုံးက360ရှိတယ်ဆရာတို့ဆွဲကျင်တာဒီ216ရှိတယ်ဒါဆိုရင်360တဲ့က216ကိုနှုတ်ကြည့်လိုက်10 franc က4 franc က1 take တော့2 6ထဲက2နှုတ်တော့4ဒါဆို3ထဲက2နှုတ်တော့1ဒါဆို144ဒီဂရီသာဆွဲလိုက်မယ်ဆိုရင်ကြံနေတဲ့ဟာဒီ216မရဘူးလားအဲ့လိုဆွဲလေရတယ်ဒါလေးသားတို့မျိုးနားလဲရအောင်ဟုတ်ပြီနော်တော့ကြာ216ဘယ်လိုဆွဲရမလဲဆိုပြီးဖြစ်တတ်တယ်နော်ဒါဆိုဆရာတို့ကဇဝိုင်းစိတ်လေးဆွဲလိုက်တဲ့အခါမှာဒီကနေဒီထိက180ရှိတယ်ဒီဘက်ကနေ216ရအောင်ဘယ်လောက်ပေါင်းလိုက်မလဲ216ကနေ180လောက်ကြည့်လိုက်6 a ရဲ့ franc က2ဆိုတော့3 franc ကို1 take တော့ဒါဆို36ဒီဂရီဟုတ်ပြီနော်ဒါဆိုသူက36ဒီဂရီဆက်ပေါင်းလိုက်မှာ180နဲ့36ဒီဂရီဆက်ပြီးဆွဲလိုက်မှာဒီကနေမြင်းပြောင်းကြီးဆွဲကြည့်လိုက်သူက180ဒီနေရာကနေစပြီးစဝိုင်းချိုင်းကို36ဒီဂရီတိုင်းလိုက်မယ်ဆိုရင်ပေါင်းပြီးတော့ဆရာတို့ဆွဲလိုက်သူတို့နှစ်ခုပေါင်းလိုက်ရင်ဘယ်လောက်လဲ180ရဲ့36ရဲ့ပေါင်းရင်ဆရာတို့လိုချင်တဲ့216ကိုရမှာဖြစ်တယ်အဲ့လိုပေါင်းပြီးတော့ဆွဲလဲရတယ်360တဲ့က216ကိုနှုတ်ကြည့်ပြီးတော့144ဒီဂရီဟောဒီဘက်ချမ်းကိုဒီဘက်ချမ်းက144ဒီဂရီဆိုပြီးတော့တိုင်းပြီးဆွဲလိုက်ရင်လေဒီဘက်ကကြံနေရသည်216ဖြစ်မတော့လားအဲ့လိုဆွဲရင်လည်းရတယ်ဒါဆိုတော့တမျိုးစဝိုင်းစိတ်လေးဘယ်လိုဆွဲရလဲဆိုတာနားလည်မယ်နော်ဟုတ်ပါပြီဒါဆိုဆရာတို့216ပြီးသားရင်54ဒီဂရီ54ဒီဂရီကတော့ဒီနေရာလေးကနေစတိုင်းပြီးတော့ဒီတော့0ဒီဂရီဖြစ်သွားတယ်ဒီကနေ54ဒီဂရီတိုင်းလိုက်ဒါဆိုဆရာတို့ကဒီဂရီတစ်ခုတိုင်းပြီးသွားပြီနောက်ကွန်တင်ရင်တွေအတွက်ဒီဂရီတိုင်းမယ်သူက36ဒီဂရီသူလည်းပဲအတိုင်းပဲဒီကနေ0ကနေစမယ်36ဒီဂရီတိုင်းလိုက်ပေါ့ဒီလိုပြီးသားရင်ဆရာတို့ကဒီမှာလဲ0ဒီဂရီကစဒီဘက်ကိုတိုင်းမယ်36ပဲအတူတူပဲဒါဆို36ဆယ်ဒါဆိုကျန်နေတာဒီ18ဒီဂရီကွတိပဲဖြစ်လိမ့်မယ်အဲ့တော့18ဒီဂရီဒါဆိုရင်ဒီဂရီတွေဘယ်လိုဆွဲလဲစဝိုင်းစိတ်တွေဘယ်လိုဆွဲလဲဆွဲတတ်မယ်နော်ဒါဆိုဆရာတို့စဝိုင်းစိတ်တွေရပြီဆိုရင်ဘာလုပ်ဖို့ပဲကြံတော့မလဲဟုတ်တယ်ဆရာတို့ percentage ရှာဖို့ပဲကြံတော့ဟုတ်ပြီနော်ဒါဆိုဆရာတို့ percentage လေးရှာရအောင်ဒါဆိုရင် percentage ရာခိုင်နှုန်းကိုလိုချင်တဲ့စိတ်ပိုင်းလေးကိုဒီစုစုပေါင်းနဲ့စာ100နဲ့မြောက်ဒါဆိုဆရာတို့ကလိုချင်တဲ့စိတ်ပိုင်း60ကိုဒီစုစုပေါင်း100နဲ့စာ100နဲ့မြောက်ရမယ်နော်ဒါရာခိုင်နှုန်းပုံစံလေးနဲ့ရှာလိုက်ရင်ဆရာတို့ရဲ့ percentage ရာခိုင်နှုန်းရာကိုပိုင်ကားပြီးသွားပြီဆိုရင်နောက်ထပ်ငါးရင်ကလည်း15စီးကိုဒီလိုချင်တဲ့15ကိုဒီစုစုပေါင်း100နဲ့စာ100နဲ့မြောက်ကဲဒါဆိုရင်ရာခိုင်နှုန်းရာနောက်တစ်ခုကုန်တင်ရင်ကလည်းလိုချင်တဲ့10စီးကိုဒီစုစုပေါင်း100နဲ့စာ100နဲ့မြောက်ဒါဆိုရာခိုင်နှုန်းရာပြီးသွားရင်ရုံ3ကားလိုချင်တဲ့10စီးကိုဒီစုစုပေါင်း100နဲ့စာ100နဲ့မြောက်ရာခိုင်နှုန်းရာလူနာတင်ကား5စီးလိုချင်တဲ့5ကိုဒီစုစုပေါင်း100နဲ့စာ100နဲ့မြောက်ရာခိုင်နှုန်းရဒါဆိုရာခိုင်နှုန်းတွေရပြီဆိုတော့ခုနကဆွဲထားတဲ့စဝိုင်းကချက်တဲမှာစဝိုင်းစိတ်တွေထဲမှာဆရာတို့ဘာတွေထည့်လိုက်ရုံပဲလေ% ဖြစ်တဲ့ရာခိုင်နှုန်းလေးတွေလိုက်ထည့်လိုက်ရုံပဲရကချက်လေးရပြီစဝိုင်းလေးဆွဲပြီးသွားပြီစဝိုင်းစိတ်တွေရပြီဆိုရင်အညွန်လေးတက်ဖို့ပဲကြံတော့တယ်ဒါကြောင့်အညွန်လေးတက်လိုက်အယောင်လေးချဲလိုက်ဒါဆိုဆရာတို့လိုချင်တဲ့စဝိုင်းကချက်ပုံရပြီဒါဆိုတော့သူမျိုးတို့ဒီနေ့လေးလာတဲ့စဝိုင်းကချက်ပုံဘလို့ဆွဲရလဲဆိုတော့သူမျိုးနားလည်မယ်နော်ဟုတ်ပါပြီဒါဆိုရင်ဒီနေ့ရဲ့စကားလဲဆောင်လေးလာမြေပေ
ဝေးကရှောင်ရည်တဲ့ဟုတ်ပြီနော်အဲ့တော့ဒါမြေဘေးကိုဝေးကနေရှောင်ကြပါနော်ဟုတ်ပါပြီတောက်သမီးတို့ဒီဆရာမီးပါဦးတဲ့တစင်းမြအောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်